ကိုဝင်ကိုလာနဲ့ရှိနေတဲ့မျိုးသမီးကိုယောက်ျားကိုယ်တိုင်ကိုကဒီမျိုးသမီးကိုတေးအောင်တေးချောင်းကြံခဲ့တယ်ပေါ့ဒါပေမဲ့မျိုးသမီးရဲ့အဲ့လိုတွေမသိဘူးယောက်ျားကတနေ့မှာတနေရာပေါ့ဒီလူပြက်တဲ့နေရာကိုခေါ်သွားပြီးတော့မျိုးသမီးကိုကားထဲကိုဝင်းနဲ့လာတဲ့ဒီကားကဒီထိုင်ကုန်ခပတ်ကိုတေချာပတ်ထားတဲ့ရော့ဆိုတော့နဲ့ဖြုတ်မရအောင်ယောက်ျားကနေပတ်ပေးလိုက်တယ်ပြီးတော့ကားထဲကိုထည့်ပြီးတော့ကားကို brake ကျိုးဖြတ်ထားတာကိုမျိုးသမီးကမသိဘူးယောက်ျားတွန့်ချလိုက်တော့တောင်ဆောင်ကနေတဆင်ကားကနေအောက်ကိုကျသွားတော့မျိုးသမီးက brake ကိုလှမ်းဆိုတော့လည်း brake ကမရဘူးဒီကျိုးခပတ်ကိုထိုင်ကုန်ခပတ်ကိုဖြီတော့လည်းမရဘူးအဲ့လိုနဲ့ပဲဒီမျိုးသမီးကရှေ့မှာရှိတဲ့ကားကြီးနဲ့ဝင်ပြီးကြတော့တိုက်ပြီးတော့သူက accident ဖြစ်သွားပြီးတော့သူ့ဘိုက်ထဲကကိုဝင်ရလည်းပြက်ကျသွားတယ်အဲ့မှာသူရမ်းလိုချင်တဲ့ကလေးလေးဆုံးရှုံးလိုက်ရတယ်ပြီးတော့သူ့ရဲ့မျက်နှာလည်းလုံးဝကိုပျက်စီးသွားတယ်ရုပ်ရည်ရတယ်ပဲဆရာဝန်ပြောတဲ့စကားတွေကြားပြီးသူမလုံးလုံးကိုတအားကိုပြိုလဲသွားတယ်ပေါ့သူမယောက်ျားကလည်းပြစ်သွားတယ်ဒီကလေးလေးကလည်းဆုံးရှုံးခံရတယ်သူ့ရဲ့ရုပ်ရည်ကလည်းပျက်စီးသွားတယ်ပေါ့အဲ့လိုနဲ့ပဲသူမကိုသူမတောင်တက်သေးချင်လောက်အောင်ဒီကိုသူမစီစဉ်ခဲ့တယ်ပေါ့တော်တော်ကြီးလည်းစိတ်သက်တွေချခဲ့တယ်သူမရဲ့အဖြစ်အပျက်ကိုပြန်ပြီးတော့စဉ်းစားကြည့်ပြီးတော့လည်းသူမတကယ်ကိုအံ့ဩထိတ်လန့်ခဲ့ပေါ့ယောက်ျားခုလိုမျိုးသူမကိုတေချောင်းကြံမယ်လို့မထင်ထားခဲ့ဘူးပေါ့အဲ့လိုနဲ့ပဲသူမကိုသူမဒီမှန်ထဲမှာထားပြီးတော့ကြည့်လိုက်တဲ့အခါမှာတော်တော်ကြီးကိုစိတ်ထဲကျသွားတယ်သူမမျက်နှာတကယ်ကိုတွေးရင်းနဲ့ပျက်စီးသွားတယ်ပေါ့အဲ့ဒါသူမကိုသူမတက်သေးမယ်ဆိုပြီးကြတော့ဆေးရုံရဲ့အပေါ်ထက်ကိုတက်သွားတာယောက်ျားနဲ့ဖောက်ပြန်တဲ့ဒီလက်ရှိမရပေါ့ယောက်ျားရဲ့မိန်းမဒီတထေးမနဲ့အမဆေးရုံမှုပေါ်မှာတွေ့တာပေါ့နင်ရတဲ့တခါတည်းတည်လိုက်ရမှာတဲ့ခုတ်တော့တဲ့နင်မတည်ဘူးဆိုတော့ကြတော့လဲတဲ့နင်းဖွားနဲ့နင်ပဲပေါ့တဲ့အဲ့နဲ့တခါဒီမျိုးသမီးကနေယောက်ျားကိုတောင်းပန်တာပေါ့တူထောက်ပြီးတောင်းပန်တယ်ယောက်ျားလည်းလုံးဝကိုပြစ်ခါခါသူ့ကိုပြစ်သွားတယ်ပေါ့အဲ့လိုနဲ့ပဲဒီမျိုးသမီးကအစတော့သူ့ကိုသူတက်သေးမယ်လို့စီစဉ်ရင်းနဲ့ပဲဒီသူတို့လင်မယားနှစ်ယောက်ကိုတအားကိုစိတ်တိုးပြီးကြတော့စိတ်ဆိုးပြီးကြတော့နင်တို့တွေကိုငါလက်စားချီပေးမယ်ဆိုပြီးကြတော့သူမကိုသူမနာမည်တွေရောဘာတွေရောအကုန်ပြောင်းပုံစံအသက်စိတ်အသက်လူသက်နဲ့ပြောင်းပြီးကြတော့သူမရဲ့ခန္ဓာကိုယ်ဒီမျက်နှာကိုအဓိကထားပြီးတော့ plastic surgery နဲ့ခွဲစိတ်လိုက်တာပေါ့လုံးဝပြောင်းလဲလိုက်တာသူ့ရဲ့ငကိုမူရင်းရုပ်လုံးဝမပေါ်တော့ဘဲနဲ့သူလူအသက်ဖြစ်သွားတာပေါ့ဒါသူလို့ဘယ်သူမှမသိဘူးပေါ့သူမအဲ့လိုနဲ့ပဲဘဝတပြန်ဒီဆောက်ပြီးကြတော့ဒီလင်မယားနဲ့ကိုငါသွားပြီးတော့ကလေးစားချီမယ်ဆိုပြီးသူမကြိုတင်ပြင်ဆင်ထားတာအဲ့လိုနဲ့ပဲနောက်တစ်နှစ်လောက်လဲကြာတော့သူမလုံးဝဒဏ်ရာတွေနဲ့အသားကျသွားပြီးကြတော့ဒီခုနတော့ဒီယောက်ျားနဲ့နောက်ဖောက်ပြန်တဲ့မိန်းမနဲ့နေတဲ့အိမ်ကိုသူမသွားပြီးတော့အလှုပ်ရှုပ်တာပေါ့ကလေးထိန်ဆိုပြီးသွားပြီးတော့အလှုပ်ရှုပ်တာအဲ့မှာဒီတထေးသမီးကလုံးသူမကိုတမ်းပြီးလက်မခံသေးဘူးဟိုလိုစမ်းသက်တယ်လို့စမ်းသက်ပြီးခံမှလက်ခံတာပေါ့အဲ့ဒါဘယ်လောက်ထိစိတ်ရှိမလဲဘယ်လောက်ထိညံရင်ညံသွေးထက်မြက်မလဲဆိုတာတွေကိုစစ်တဲ့သူမအိမ်ရောက်ခံချင်မှသိလိုက်တာဒီတထေးမကဒီသူ့ယောက်ျားကိုလုံးဝစိုးမိုးထားတာထိုင်ဆိုထိုင်ထဆိုထအဲ့ပုံစံမျိုးထားရတာတခါဒီတထေးမိသားစုတထေးကြီးပေါ့ဒီမျိုးသမီးရဲ့အဖေတထေးကြီးကနေပြီးကြတော့ဒီမျိုးမှာအချမ်းသာဆုံးတထေးကြီးကနေပြီးကြတော့ချဲလဲနေတာဩဇာအာဏာနဲ့ထိန်ချုပ်နေတာပေါ့သူတို့မှကလေးလေးဒီကလေးလေးတယောက်ရသွားတာကိုသိလိုက်တယ်အဲ့ကလေးလေးကသူ့ဘိုက်ထဲမှာမွေးတဲ့ကလေးလေးနဲ့ဆိုရင်